အဲ့တော့ကျွန်တော်ကပြောနေတာကျွန်တော်တို့နိုင်ငံရေးနည်းလမ်းနဲ့ကျိုးပန်းဆောင်ရွက်နေတဲ့ကိစ္စတွေကိုဟုတ်လားရုပ်လုံးကြီးနဲ့ကျွန်တော်တို့ဆောင်ရွက်လုပ်ပြီးပါအဲ့တော့နောက်တစ်ခုကတော့ရွေးကောက်ပွဲမဲမပေးနဲ့လို့ဆိုမဲမပေးရင်ရလကဘာဖြစ်လဲရွေးကောက်ပွဲကပြတ်သွားမှာလားကဲကျွန်တော်ပေးတဲ့ကိုမေးမယ်မဲမပေးနဲ့လို့လုံးဆောင်လို့ဒီရွေးကောက်ပွဲကပြတ်သွားမှာလားမပြတ်ဘူးရွေးကောက်ပွဲမပြတ်ဘူးဒါဆိုရင်ဘယ်လိုရလကကိုဖြစ်နေကြတာလဲအဲ့တော့ကျွန်တော်တို့ကဟုတ်လားကျွန်တော်တို့ဒီမိုကရေစီရေးတိုင်းနာဓာတ်ညီညာရေးဖက်ဒရယ်ရေးပတ်ကနေနိုင်ငံရေးနည်းလမ်းနဲ့ခိုင်ခိုင်မာမာချိုးပန်းနေတဲ့သူတွေကိုမဲမပေးအောင်ခံတာဖိနေမယ်ဆိုရင်ခင်ဗျားတို့ကဘယ်သူ့ကိုနိုင်နေကြတာလဲကျွန်တော်မရနိုင်ဘူးအဲ့တော့ကျွန်တော်ခဏခဏပြောတယ်ဘာဖြစ်နေတာလဲအဲ့တော့ကိုယ်လုပ်ချင်တာကိုဖြစ်ချင်တာကိုရှင်းရှင်းလင်းလင်းတော့ကြည့်လို့လို့လေအဲ့တော့ဒါမှမဟုတ်အဲ့တော့လက်နဲ့ကင်ပြီးချောပါရမယ်ဆိုတော့အဆုံးတစ်ဖက်ကိုပြောချင်တာကတော့နိုင်ငံရေးပြည်ဘောကိုဖျက်ဆီးမဖြစ်ပါနဲ့ကျွန်တော်တို့နိုင်ငံရေးပြည်ဘောကိုပြန်ပြီးတော့တည်ဆောက်နေကျွန်တော်တို့ရဲ့နိုင်ငံရေးလုံခြုံချက်လက်ပြီးချက်ပေါ်မှာတလက်မှမှကျွန်တော်တို့ပြည့်မတော်ဘူးအဲ့တော့ကျွန်တော်တို့ဒီလိုလုပ်နေလို့ဟာကျွန်တော်ကကြောက်သွားလို့လာတယ်ကျွန်တော်တို့တမိုင်းကိုပြန်ကြည့်တယ်အစိုးရကကျွန်တော်ပြောတယ်မိုက်ကတော့ပြက်ပြီးနောက်တစ်ခုလည်းမပေါအောင်ကဲတော့ဒါကျွန်တော်တို့ပါတီရဲ့ဒဏအင်အားချိန်နေပဲအဲ့တော့လွန်ခဲ့တဲ့38နှစ်ကကျွန်တော်တို့နိုင်ငံရေးစလုပ်တော့လေဒီလိုစင်ရမိုက်တွေမရှိဘူးဟလာလမ်းမေးရောက်ခေါင်းရပြတ်ထိုးခုံလေးကိုဆွဲတယ်ပြီးတော့လှုပ်တုံနဲ့ဘေးကဝိုင်းကင်ထားပေးရတယ်အဲ့ဒီပေါ်မှာတက်ပြီးတော့ဟောခဲ့တော့ဒီပရိသတ်လောက်ကတော့တကယ်ကကျွန်တော်မိုက်မလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဘိုးနဲ့စခဲ့တာအဲ့တော့နိုင်ငံရေးပလက်ဖောင်းပြန်ပေါ်လုပ်တဲ့အချိန်မှာဒီဘိုးနဲ့ပဲပြန်စရမှာပဲအဲ့တော့ကျွန်တော်တို့ကဟလာပြည်သူတွေကိုရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးတဲ့ခါကျတော့အဲ့တော့ကိုယ်တိုင်ကဒဏအင်အားချိုးတဲ့ခါကျတော့ဟလာခင်ဗျားတို့ကိုဘာပစ္စည်းတွေပေးမယ်လို့ကျွန်တော်တို့ကအာမမခံနိုင်ဘူးမပေးလည်းမပေးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဘာတွေပေးနိုင်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးပဲပေးနိုင်နိုင်ငံရေးပါတီဆိုတာနိုင်ငံရေးရှိမှနိုင်ငံရေးပါတီလို့ပြောလို့ရတာအဲ့တော့ကျွန်တော်တို့အာမခံနိုင်တာကကျွန်တော်တို့မှာနိုင်ငံရေးကတော့အပြည့်အဝကျွန်တော်တို့ကအာမခံတယ်အဲ့တော့ကျွန်တော်တို့ရည်တည်တဲ့တစ်ချောင်းလုံးမှာနိုင်ငံရေးယုံကြည်ချက်ခံယူချက်အပေါ်မှာပဲကျွန်တော်တို့ခိုင်ခိုင်မာမာရည်တည်တယ်အဲ့တော့ဒီလိုပဲတစ်ချောင်းလုံးလည်းရည်တည်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးနည်းလမ်းကိုရွေးချယ်တဲ့အခါကျတော့တချို့ကကြောက်သွားလို့လားတဲ့ဟာကျွန်တော်ကရည်တယ်ကျွန်တော်ဆိုရည်တွေကပြောတယ်ကြောက်တဲ့ရင်နိုင်ငံရေးမလုပ်ဘူးလို့ကျွန်တော်ပြောထားတယ်အဲ့တော့အခုလည်းပဲဒီလောက်ချင်းချုံနေတဲ့ဆဲဆိုနေတဲ့အချိန်မှာဟလာအဲ့ဒီချင်းချုံမှုတွေဆဲဆိုမှုတွေကိုရင်ဆိုင်ပြီးတော့လုံနေတဲ့ကိစ္စကထောင်ချမှာတဲ့တောင်မှပုံပြီးတော့ကျွန်တော်တို့ကဟလာကြောက်စရာကောင်းနေတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံရေးသမားကလူချစ်တာထောက်ခံတာပဲလိုချင်တာအဲ့တော့လူချစ်ရင်ပြီးရောဆိုပြီးတော့လူကြိုင်များတာတွေလျှောက်ပြောလို့ကတော့ဒီလူကြီးကိုကျွန်တော်တို့ကလမ်းမှန်ပေါ်ကျွန်တော်တို့မပို့နိုင်ဘူးအဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးခေါင်းဆောင်ဆိုတာလူကြိုင်များတာတွေကြီးပဲလိုက်ပြောလို့မရဘူးအဲ့သို့တော့ပြောသည့်ပြောလိုက်တာဖြစ်လိုက်တာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့ကပြောပြီးတော့လူကြီးကနားလေလက်ခံလာအောင်ကျွန်တော်တို့ကကြိုးစားမယ်လူကြိုင်များပြီးရောဟာမျိုးတွေကျွန်တော်တို့မပြောဘူးမလုပ်ဘူးအဲ့တော့ဒါကျွန်တော်တို့ယုံကြည်ချက်ယက်တည်ချက်ပဲအဲ့တော့ဒါကြောင့်မလို့အဲ့တော့အစိုးတရားတစ်ဖက်ကိုတော့ကျွန်တော်ပြောပြီနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပစ်ပါနဲ့နိုင်ငံရေးပလက်ဖောင်းပြန်ပြီးအားကောင်းမှကျွန်တော်တို့ပြည်သူတွေတဦးကြီးတယောက်ချင်းပါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးဟာရွေးကောက်ပွဲနိုင်ငံရေးလက်နက်ကိုင်နိုင်ငံရေးတို့အခြားနည်းလမ်းတို့ဆိုတဲ့ကိစ္စဟာပြည်သူတိုင်းပါဝင်ဆောင်ရွက်မှုမလုပ်နိုင်ဘူးအဲ့တော့မဲပေးရွေးချယ်တာကြတော့ပြည်သူတိုင်းဥပဒေဘောင်ထဲကနေပြီးတော့သူ့ရဲ့စံတော့ကိုဖော်ထုတ်နိုင်တဲ့အခွင့်အလမ်းဖြစ်တယ်အဲ့ဒါကိုဖျက်ဆီးမပစ်ပါနဲ့လို့အဲ့ဒီအစိုးရတစ်ဖက်ကိုကျွန်တော်ကပြောချင်နောက်တစ်ခုအစိုးရတစ်ဖက်ကတော့ဟလာတစ်ဖက်ကိုစန့်ကျင်ချေမုန်းကျင်တာနဲ့နိုင်ငံရေးသမားအားလုံးကိုတိုက်ခိုက်တာအဲ့ဒါတက်တူရွေးကတော်မယ်တော်ကခဲဆိုတာကပို့ပြီးတော့ဆိုးတယ်အဲ့ဒါဘာလဲဆိုတော့ဟလာထိပ်ပိုင်းကခေါင်းဆောင်တွေကဘာလဲပြောဟလာတပ်မတော်မှာလဲတပ်မတော်ခေါင်းဆောင်တွေမှာဟလာအမျှော်မြင်ရှိနဲ့နိုင်ငံရေးကဒီလိုလုပ်လို့မရဘူးပြုပြင်ပြောင်းလဲရမယ်ဆိုတာကိုသိတယ်ဘာရသိတယ်ခက်နေတာကအဲ့ lobby တွေရဲ့ပြဿနာအဲ့တော့ lobby တွေကကတော့ပါရဲ့တောင်ပန်းကမ်းပန်းမသိ
ဟာလာကျွန်တော်တို့နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လုပ်လာခင်ဗျာစဉ်းစားကြည့်အလကားနေထောင်လဲသွားနေတာမဟုတ်ဘူးကိုငယ်ငယ်ရွယ်ရွယ်ချိန်တွေမှာကိုကြီးပွားတိုးတက်အောင်လုပ်နိုင်တဲ့အခွင့်အလမ်းတွေအားလုံးကိုစွန့်လွတ်ပြီးတော့နိုင်ငံကိုပြုပြင်ပြောင်းလဲဖို့အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းနဲ့ဆောင်ရွက်ဆောင်ရွက်တဲ့အခါမှာပြောစရာရှိတယ်ကျွန်တော်တို့ဟိုးတုန်းကတခင်ပေါက်စ1600လအဲ့ဒါနယ်ချဲ့တိုင်းတစ်ပါးအင်္ဂလိပ်လက်အောင်မှာနိုင်ငံရေးလောက်တာတခင်ပေါက်စ1600လပြန်ပြောရင်ရည်စရာတောင်ဖြစ်တယ်ခင်ဗျားတို့အခုခင်ဗျားတို့ရှေ့မှာကျွန်တော်ရောက်နေတယ်ကျွန်တော်ရဲ့တာမန်လွတ်ရက2084ခုနှစ်ခင်ဗျားတို့လည်းမရှိတော့ဘူးကျွန်တော်လည်းမရှိတော့ဘူးဘာကြောင့်လဲဆိုတော့ချတယ်ကမကြောက်ဘူးမနာတာ65နှစ်နဲ့6လချထားတာကျွန်တော်လက်ထက်မှာအတိုတစ်ချောင်းတောင်မရှိဘူးအဲ့ဒါလိုကာလာကြီးကိုဖြတ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကနိုင်ငံပြုပြင်ပြောင်းလဲဖို့အတွက်ဘဝတွေပေးဆက်ပြီးတော့လုပ်နေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကပြတ်သားသားပဲပြောရလိမ့်မယ်နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်လေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်မယ်ကျွန်တော်တို့ဆဲဆိုတိုက်ခိုက်ချင်းချောက်ခံပြီးတော့ဟလာအခမ်းမသိရင်လည်းဒီဘက်မှာကဟလာမယုံတင်တာနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလည်းခံရနိုင်အဲ့ဒီအနေအထားထဲမှာနိုင်ငံကိုနိုင်ငံရေးနီးလန်းနဲ့ပြုပြင်ပြောင်းလဲဖို့စ조사နေတဲ့သူတွေကိုနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုပါကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့ဒါကြက်တတိထားပါလို့ကျွန်တော်ကပြောချင်နော်အဲ့ဒါကတော့အစိုးတစ်ဖက်ကိုကျွန်တော်တို့ပြောရလိမ့်မယ်အဲ့တော့အဓိကကနိုင်ငံမှာနိုင်ငံရေးပလက်ဖောင်းပြန်ပေါ်လာဖို့အဲ့ဒါသိရေးကြည့်တယ်အဲ့ဒါနောက်တစ်ခုပြည်သူတွေကိုတော့ပြောချင်တယ်ဆိုရှယ်မီဒီယာပေါ်မှာလမ်းမဆုံးပါနဲ့အဲ့ဒီမှာတောင်ပြောမြောက်ပြောနဲ့ကြည့်လိုက်တော့ profile မပါဘူးအဲ့ဒါ profile အမှန်မဟုတ်ဘူးใช่คันนี้ไหมที่ ပြီးတဲ့ခါကျတော့အမျိုးမျိုးလုံစော်နေတယ်ပြီးတော့သူတို့ကဒီမှာမရှိဘူး ใช่ด้วย ကြည်လွတ်တဲ့နေရာမှာအနေကင်းတဲ့နေရာမှာနေပြီးတော့အထက်ကပြည်သူတွေကိုဆဲလိုက်ဆိုလိုက်ချင်းချောက်လိုက်လုံနေတာတွေကိုခင်ဗျားတို့နားမယောင်ပါနဲ့အဲ့တော့ပြည်သူတွေကိုလည်းကျွန်တော်ပြောချင်အဲ့တော့ပြည်သူတွေရွေးကောက်ပွဲနီးလာပြီ ไหนนี่ก็ว่า မဲမပေးဘူးလုံစော်တယ်မဲမပေးတော့ဘာဖြစ်လဲရွေးကောက်ပွဲဖြစ်သွားမှာပဲခင်ဗျားတို့ကြိုက်တဲ့လူခင်ဗျားတို့ယုံကြည်တဲ့လူကိုမဲမပေးရင်ခင်ဗျားတို့မကြိုက်တဲ့မယုံကြည်တဲ့လူတွေအုပ်ချုပ်တာကိုနောက်ထပ်9နှစ်ခံရမယ်အဲ့ဒါခင်ဗျားတို့ရွေးအောင် ပပပဲတဲ့ အဲ့တော့ကျွန်တော်တို့ကဟလာနိုင်ငံရေးလုပ်တယ်ဆိုတော့အကြမ်းမတဲ့နည်းကိုတော့ကျွန်တော်တို့မရွေးဘူးမသုံးဘူးသို့တော့လူလူထောက်ခံမှုကတော့ရဖို့လိုတယ်ကျွန်တော်တို့ပါတီမှာဘာလက်နက်ကင်အင်အားမှာဓာတ်ရိုက်လည်းမရှိဘူးတွယ်ဝိုက်လည်းမရှိဘူး ใส่ล้อก่อน ကျွန်တော်တို့မှာဘာမှလက်နက်ကင်အားကိုးရတာမရှိဘူးအဲ့တော့ကျွန်တော်တို့ကပြည်သူတွေအားကိုးရ ใส่ล้อ အဲ့တော့ပြည်သူကမှကျွန်တော်တို့ကိုမထောက်ခံရင်မဲမပေးရင်ကျွန်တော်တို့ခင်ဗျားတို့ဖြစ်စေခြင်းတဲ့ဆန္ဒတွေကိုလုပ်ဖို့ဆိုတာမဖြစ်နိုင်အဲ့တော့ဒါကြောင့်မလို့ဟလာကျွန်တော်တို့ဟလာအခုရေကောက်ပွဲ campaign နဲ့ပတ်သက်လို့ကျွန်တော်တို့ဟလာ TV radio မှာလည်းကျွန်တော်ပြောတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့သချင်းလည်းလွှင့်ထားတာရှိတယ်အဲ့တော့ကျွန်တော်တို့သချင်းကိုခင်ဗျားတို့ပြန်ပြီးတော့ကြားရအောင်ကြည့်ပါကျွန်တော်တို့နိုင်ငံမှာအဓိကကအမှောင်ခစ်ကြီးတစ်ခုလွှမ်းမိုးတယ်အဲ့ဒါဘာလဲဆိုတော့ကြောက်ရွံ့ခြင်းမတိနာမလဲခြင်းစီရင်နွမ်းပါခြင်းဒီဟုသောအမှောင်တိုက်ကိုဖြိုခွင်းရအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကပြည်သူကကြောက်တော့ကို့မှာဒီဥပဒေမှာခွင့်ရေးတွေရှိတယ်ဆိုတော့ तू မသိဘူး14-15ရက်လောက်ရှိ ကြောက်လို့မပြောရဘူးမသိလို့မပြောတတ်ဘူးအဲ့တော့ကျွန်တော်တို့ကကြောက်နေသလားပြောလိုက်စမ်းပါနားမလဲဘူးတော့ပြောလိုက်စမ်းပါစီရင်နွမ်းပါသလားပြောလိုက်စမ်းပါခမည်းတော်ကိုစားပြောပေးမဲ့သူအဝါလာပါပြီဒါလားကျွန်တော်တို့ကအဝါယုံနေဟာအဝါယုံလိုင်းလုံးနေတလုံးပြီးတလုံးလာပြီကျွန်တော်ဒီမလာခင်မှာဘကောမှာကျွန်တော်တို့ဟလာလူလူတွေဆုံပွဲလုပ်တယ်နေပြည်တော်မှာလုပ်တယ်စကိုင်းတိုင်းမှာလုပ်တယ်မန္တလေးတိုင်းမှာလုပ်တယ်အခုကျွန်တော်တို့ရန်ကုန်တိုင်းမှာလုပ်တယ်အဲ့တော့ကျွန်တော်တို့ဟလာကြောက်ရွံ့ခြင်းမသိနားမလဲခြင်းစေရနွမ်းပါခြင်းဒီဟုသောအမောင်တိုက်ကိုဖြိုခွင်း၍လွတ်လပ်ငြိမ်းချမ်းသောကြွယ်ဝချမ်းသာသောအဲ့တော့ကျွန်တော်တို့လွတ်လပ်နေခြင်းနဲ့ဘသူ့ကိုမှကြောက်မနေခြင်းဘူးဒါတာမန်ပြည်သူတယောက်ရဲ့ဆန္ဒပဲလွတ်လပ်ခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ကြွယ်ဝချမ်းသာသောကျွန်တော်တို့နိုင်ငံဟာချမ်းသာတဲ့နိုင်ငံပြည်သူတွေဆင်းရဲနေတာနိုင်ငံကဆင်းရဲတာမဟုတ်ဘူးအဲ့တော့ဒါကြောင့်မလို့ပြည်သူတွေဟလာစောက်ဝတ်နေရေးဖူလုံတဲ့ကြွယ်ဝချမ်းသာတဲ့အလင်းခေတ်နိုင်ငံတော်ကိုရောက်အောင်ကျွန်တော်တို့ပြည်သူပါတီကစ조사သွားမယ်အဲ့တော့အလင်းခေတ်နိုင်ငံတော်ကိုတည်ဆောက်ဖို့ပြည်သူပါတီကိုမဲပေးဖို့